ပြန်သွားခြင်းခဲ့တယ်တယောက်ယောက်ကိုလွမ်းတာလဲလွမ်းတာပေါ့အချိုးစားမကြတဲ့သူနဲ့ချမှာဘယ်တော့မှပြန်မတွေ့နိုင်မှန်းလေသိတယ်စတဲ့ကဘယ်ချိန်မှဆုံးသက်မေကိုဇန်ညိုနာတခုလို့ရှိခဲ့တာကကျမမဟုတ်ဘူး ခုမှသာယူချင်အောင်ဆောင်နေတာချိန်မှဆုံးသက်မေကိုဇန်ညိုနာတခုလို့ရှိခဲ့တာကကျမမဟုတ်ဘူးခုမှသာယူချင်အောင်ဆောင်နေတာဒီလိုဆိုတော့